မဆောင်တော့ဘူးပေါ့လေဒီလောက်တော့ထပ်ဆောက်ကြည့်လိုက်အောင်မယ်အိုးဒီဖဘောညီကိုတငယ်ချင်းများအားလုံးပဲမင်္ဂလာပါဒီကနေ့ကတော့ပေါ့လေဒါကျွန်တော်ဟိုနေ့ကပိုလေးတင်ထားတဲ့အတိုင်းဒါ coin ရောင်းနေရောင်းတဲ့ညီလေးတယောက်က coin account တွေရောင်းတဲ့ညီလေးတယောက်ကနေမှ sponsor ပေးတဲ့ဒီ coin account ပေါ့လေသူကခါလဲဆိုတော့ကျွန်တော်ကကျွန်တော်ဒီမှာရှိပြီးတော့ပါညာလေဆိုရင် giveaway ပေးတာတွေပါညာလေကျွန်တော်မကြိုက်တဲ့ပေါက်တွေဆိုရင် giveaway ပေးတာတွေပါညာတိတ်မလုပ်ဘူးဒါပေမဲ့ဒီနေ့ကကျတော့သူကလည်း giveaway အဲ့လိုမျိုးပေးခြင်းနဲ့သူ့ကိုလည်းပြန်ပြီးတော့ promote လုပ်ပေးပါလို့ပြောလာလို့ပေါ့လေကျွန်တော်ကလည်းဒါအပြန်အလှန်ညီကိုတွေတွေ့လည်းတကယ်အကျိုးရှိတဲ့အလုပ်ဖြစ်တာကြောင့်တူစီကနေဒါ giveaway စပွင့်စာယူပြီးတော့ဒီကနေ့ကသူပေးတဲ့ giveaway account နဲ့ပေါ့လေဒါညီကိုတွေကိုပြန်ပြီး giveaway ပေးတာဆိုတော့သူ့စီကိုလည်းတွားပြီးတော့ coin လေးတွေတွားပြီးတော့ဟို coin များဖြစ်လို့ coin account လေးတွေတွားပြီးတော့အားပေးကြပါအောင်တခြား account တွေလည်းရှိပါတယ်ပေါ့နော်ဆိုတော့သူ့စီလည်းတွားပြီးတော့အားပေးကြပါအောင်ပေါ့လေပြီးတော့ယုံတယ်တကယ်လည်းယုံကြည်ရတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီမှာ giveaway ပေါက်ဖူးတဲ့သူတွေဆိုရင်တော့သူ့အကြောင်းတိပါပါကျွန်တော်ဆိုတော့ကျွန်တော်ကအမြဲတမ်း giveaway ပေါက်တဲ့သူတွေဆိုရင်သူ့စီကနေပဲအမြဲတမ်းတွားပြီးတော့ account တွေထုတ်ခိုင်းတာတော်တော်လေးစိတ်ချရတယ်ပေါ့လေအဲ့ဒီအပိုင်းတွေမှာဆိုတော့ဒီကနေ့ကတော့ဒါသူပေးတဲ့ account လေးကို giveaway လုပ်လိုက်ပြီဆိုတော့ဒီ video လေးကိုလည်းညီကိုတွေအားလုံးကဝိုင်းပြီးတော့ promote လုပ်ပေးကြပါအောင်ပေါ့လေဆိုတော့ကျွန်တော်ကတော့ဒီကနေ့ Barcelona ပေါက်ကိုလိုက်မယ်ဆိုတော့ Barcelona အဆန်းကတော့ကျွန်တော် Billy ပေါက်ကိုလိုက်ပြီကို Billy ပေါက်ကိုတိတ်တယ်ဘောမကြပဲဒီပေါက်ကိုပဲ Barcelona ပေါက်ကိုပဲပြီးတော့ coin လည်းနဲတော့လေဒီပေါက်ကိုပဲကျွန်တော်ကလိုက်တော့မယ်လို့ဟိုတွေးလိုက်တယ်ဆိုတော့ဘေးကဟိုလေးတွေ free လေးတွေအရင်ဆုံးလိုက်ပြီးတော့ဖောက်လိုက်အောင်မယ်ဆိုတော့ဒီအကောင်လေးက giveaway အတွက်ပေါ့လေ giveaway အတွက်ဆိုတော့ဒါဒီညမဟုတ်ရင်နောက်နေ့ giveaway လာမယ်ဒီညကလည်းနည်းနည်းအလောက်ရှိနေတာကြောင့်ဒီနေ့ညလာခြင်းမှလည်းလာနိုင်မယ်လာခြင်းလည်းလာမယ်ပေါ့လေဆော့လောက်သွားလိုက်လည်းရနိုင်တဲ့အနေအထားပေါ့ပြီးတော့ဒါသူကစပြီး giveaway ပေးတာသူက giveaway ပေးတာဖြစ်တဲ့အတွက်ကျွန်တော်အိမ်တော့ follower တွေကိုရက်ထားတယ်ပေါ့လေပြီးတော့ top fan တွေကမရ giveaway ပေးတိုင်း top fan တွေကမရပဲ follower တွေကြီးပဲရက်တော့လို့မို့ကျွန်တော်ဆိုရင် follower တွေကိုမပေးတော့ဘူး top fan တွေပဲပေးတော့မယ်ဆိုပြီးရက်ထားတယ်ဒါပေမဲ့လည်းအခုလိုမျိုးသူကပြန်ပြီးပါဝင်လာတဲ့အတွက်ကျွန်တော်ကနှစ်ခုစလုံးကိုပြန်ပြီးတော့တက်မှတ်ပေးလိုက်ပါတယ်ပေါ့နော်ဒါဒီဆိုရင်ဒီ account ဆိုရင်လည်း follower တွေရော giveaway top fan တွေရောဟိုနေ့က account ကို share ထားတဲ့သူတွေဆိုရင်ရမယ်ပြီးတော့ပြီးခဲ့တဲ့လက်ကကျွန်တော်က giveaway မပေးခဲ့ဘူးပေါ့လေဘာကြောင့်လဲဆိုတော့ coin giveaway မပေးခဲ့ဘူးအကြောင်းရပါလဲဆိုတော့ Messi တို့ဘောက်ကိုစောင့်နေတယ်ဆိုတော့ Messi တို့ဘောက်ကိုစောင့်နေဆိုတော့ဒီလနဲ့ပြီးခဲ့လာ coin giveaway Messi တို့ဘောက်လာတဲ့အခါဒီလနဲ့ပြီးခဲ့လာ coin giveaway ပေါင်းပြီးတော့ပေးရင် coin ကစုပေါင်း4000ဖြစ်ရှိပါပြီပေါ့လေဆိုတော့အဲ့4000ကိုတစ်ခါရေးစုပြီးတော့ပေးမှာပါ Messi တို့ဘောက်လာတဲ့ချိန်ကိုကျွန်တော်စောင့်တာပေါ့လေဒီလမှမလာရင်တော့မဆောင်တော့ဘူးပေါ့လေဒီလတော့ထပ်စောင့်ကြည့်လိုက်အောင်မယ်အိုးကိုင်လိုက်ရတော့မလို့တော့ဟိုရောက်နေလိုက်ရတော့မလို့တော့အော်ကွာရီလာကြီးဖရီးနဲ့တင်ထားပြီးတော့အကျိုးပေးနေပြီလိုက်ရတော့မလို့တော့အဲ့ဆိုရင်ငါဒီဘောက်ကိုမလိုက်တော့ဘူးဗီဒီယိုဘောက်ပဲတွတ်လိုက်တော့တာကောင်းတယ်ဘီလဲကျဘရာဇီးလိုကွန်းနေဆိုတော့ငါတိတ်ပြီးတော့ဟိုမလုပ်ဘူးလားလို့အဲ့မှာဟို event နေကန်ရင်တိတ်ပြီးတော့ဒီကောင်းအောင်တုံးလို့မရတော့ဘူးလားလို့အဲ့ဒါမှတိတ်ပြီးတော့မလိုက်ချင်တာကဲဆိုတော့မလိုက်နေဟိုဘောက်ပဲလိုက်ပါမယ်နော်ဘာစီလိုနာဘောက်ပဲလိုက်မယ်သူတော့ဘာစီလိုနာဖန်နေအတွက်ပေါ့လေကဲတယောက်ကပေါက်ပြီးဒါမှမဟုတ်ဒီဘောက်လိုက်ပြီးမပေါက်တော့ငါတော့ဒုက္ခပဲဆိုတော့ဟိုဘောက်လိုက်မလားဒီဘောက်လိုက်မလားဟိုကွဲမရဖြစ်နေပြီဒီကတကောင်ကဆော့တာချင်းတက်ပြီးနေတာဆိုတော့ကဲမထူးပါဘူးဒီဘောက်ကိုလိုက်ရတော့မယ်ဟိုဘောက်ကတကောင်တန်းပြီးနေတော့ EPS ကတဲ့ Ronald Koeman လေးပါတယ်ဒီဘောက်ကိုပဲလိုက်ပြလိုက်တော့မယ်ဟိုဘောက်ကတကောင်ပေးထားပြီးဆိုတော့
ဒီဘောက်လိုက်ရင်ထွက်တဲ့နီးလေးလည်းကြည့်လိုက်အောင်မယ်ကဲဘာလာပေါ့နော် C booster 1ဒီလိုထင်တာပဲနောက်ထပ်4ချိန်လာမယ်ဒီအဲ့ဒီတော့နားမလဲဘူးဒီတစ်ခေါက်ကတော့ read the C data no C 1 2 3 4 1 2 3 4 5 6 7 8 9 10 go မပေါ့ဘူးဝေးမပေးတော့မှာလားလန့်နေရပြီးဒီလေးလိုက်မယ်ဒါဘယ်လိုကြီးတော့ C booster 1 C booster 21 2 3 4 5 6 7 8 9 10ဘယ်နှကြိမ်ရမလဲ2ကြိမ်ပဲကြံတော့မယ်စဉ်းစားရပဲ2 3 4 1 2 3 4 5 6 7 8 9 10ဒီကောင်းလေးမလုပ်ပါနဲ့တော့ပါပြီကွာမပေးတော့ဘူးဟိုတကောင်ထပ်ပေါ်လိုက်တာ free နဲ့ဟိုတကောင်ထပ်ပေါ်လိုက်တာမပေးတော့ဘူး1 2 3 4 5 6 7 8 9 10တေးကြတာပေါ့ကွယ်မပေးတော့ဘူးကိုနာမီတို့ကတော့ညာချသွားပြီ
ကွာဒီယူလာတကောင်ပဲပေးလိုက်တယ်ကဲ free လေးတကောင်ပေးပြီး free လေးနဲ့နှစ်တိတ်သွားတယ်ကွယ်မတန်ဘူးအစားကောင်းတွေလည်းတိတ်ပြီးမရှိဘူးကိုင်း4000ကိုကျတော့စားပြီးတော့ free လေးတကောင်နဲ့နှစ်တိတ်သွားတယ်ကိုနာမီကျင်းထည့်သွားတယ်ငါတို့အော်ဒီမှာအတင်း logo ကမပြောင်းရအောင်ဟေးကိုင်းမေ့ပြီးတော့အားကြောင့်မပေါက်တော့ဆင်ပါလေကွာကြီးပဲပေါက်လိုက်တယ်ကွာကြီးကွာကြီးကshut down တော့ဒူးရန်လေးလို့မကောင်းပါဘူးအေးတခြားတော့ training တော့မရှိပါတော့အကောင့်ကတော့အကောင့်လုံးဝအကောင့်အသေးပဲဟောရ save ပြီးလာတော့လည်းအဲ့ဒါ50ဒီမှာဟိုတယောက်တော့ရှိတယ်အော်ဒီမှာ Osimhen ပတာ Osimhen လားပတာ Osimhen ထင်တယ် Osimhen ရှိုးတိုင်းရှိတယ်ဟာ Osimhen ရှိတယ်ပြီးတော့ဒီကောင်ရှိတယ်စိုးတော့မစိုးပါဘူးအလကားရမှာပဲစိုးတော့မစိုးပါဘူးOsimhen အဲ့တလောက်ပဲ current trade through တော့ဘာမှမရှိဘူးဆိုတော့ဒီကနေ့လည်းလောက်ဟဲ့ပေါ့လေဒီမှာပါလဲဒီကောင်းကြီးလည်းပေါက်ထားပြီတူကနေသူဆိုတော့မဆိုပါဘူးပြင်းပြဆောရခြင်းတဲ့သူတွေတော့ကတော့ဆင်ပြေတယ်ပေါ့လေနော်ဟိုဝေယနမတွေတော့ကတော့အဆင်ပြေခြင်းမပြေဘူးသဘောကျပါတယ်အဲ့ဒါဆို
ရောင်းသမားတွေအတွက်အဆင်မပြေပေမဲ့သူ့ဟာလေးနဲ့သူတော့အဆင်ပြေနေပါတယ်ကဲကောက်ကိုလောက်ကြပါကွာဒီမှာလဲဟိုမှာဟွာတွေဖိပေးနေရတယ်ရှိသေးတယ်မစ်ရှင်ထဲမှာလည်းအများကြီးပေးနေဆိုတော့လာယူကြပေါ့ညကေဝေးကြမှာပဲဒါကဆန်းကြပါတော့